စစ်အကြမ်းဖက်အုပ်စုရဲ့မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခြင်းမတရားသဖြင့်နှိပ်စက်ညှဉ်းပန်းထောင်သွင်းခြင်းချခြင်းစတာတွေကနေရှောင်လွှဲနိုင်ဖို့အတွက်လိုအပ်မယ်ထင်တဲ့လုံခြုံရေးအသည့်သတိပြုရမယ့်အချက်လေးတွေကိုကျွန်တော်တင်ပြသွားခြင်းပါတယ်။အထူးသဖြင့်ကတော့တော်လှန်ရေးတပ်ဖွဲ့တွင်းမှာရေးကြီးတဲ့တာဝန်တွေကိုထမ်းဆောင်နေရတဲ့သူရဲကောင်းလေးတွေအတွက်ဖြစ်ပါတယ်ခင်ဗျ။အချက်စုစုပေါင်း9ချက်ရှိပါတယ်။ဒါလည်းလက်ရှိအကြမ်းဖက်ဖက်စစ်တပ်ကဒီစနစ်တကျတင်ကြားလေ့ကျင့်ပေးထားတဲ့ပြဋ္ဌာန်းထားတဲ့လုံခြုံရေးဆိုင်ရာအချက်တွေပဲဖြစ်ပါတယ်။သူတို့တွေတော့ဒီအချက်လက်တွေကိုအတိအကျဆောင်ရွက်လားမဆောင်ရွက်နေလားတော့ကျွန်တော်တို့အကဲဖြတ်လို့မရပါဘူးကျွန်တော်တို့ဖက်ချမ်းကတော့ဒီအချက်လက်တွေကိုသိရှိပြီးတော့ဆောင်ရွက်နိုင်အောင်ကြိုးစားမယ်ဆိုရင်ဖြစ်နော်ကျွန်တော်စောစောကလေးတင်ခရီနီပြည်နယ်ကဒီဒေါ်လာတပ်ဖွဲ့တစ်ခုကိုစကားလေးပြောခွင့်ရတော့ကကျွန်တော်ထည့်ပြောလိုက်တာလေးကိုအခုထပ်ပြောချင်ပါတယ်အဲ့ဒါကတော့လက်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့ဖက်စစ်တပ်ဟာစနစ်ကျနာတဲ့တေးချာဖွဲ့စည်းပုံနဲ့ပြဋ္ဌာန်းချက်တွေနဲ့စိတ်ဦးစီးထောက်တာဝန်တွေနဲ့အချက်လက်ပိုင်းအသေးစိတ်ချီကိုသူတို့ကစာတော်မှဘယ်လိုရေးရမလဲဘယ်လိုသွားရမလဲဘယ်လိုမှတ်ချက်ထားရမလဲဆိုတာတေးချာပြဋ္ဌာန်းပြင်ဆင်စုဖွဲ့ထားတဲ့နှစ်90ကျော်ကြာတည်တံ့လာတဲ့လက်နက်ကင်တပ်ကြီးတစ်ခုဖြစ်တယ်သူတို့မှာမကောင်းတာဆိုလို့ကိုကျိုးစည်းပွားရှာစားမယ်ဆိုတဲ့ဇယိုက်ဆိုးညင်ဆိုးနဲ့ပြည်သူကိုစောင့်တည်မယ်ဆိုတဲ့တစ္ဆာကိုဖောက်ဖျက်သွားတဲ့တစ္ဆာဖောက်အပြုမှုပဲသူတို့မှာရှိတာကျွန်တော်တို့ကလည်းအခုခြေမုံတိုက်ခိုက်မယ်ဆိုတာလည်းပြည်သူကိုစန့်ကျင်တစ္ဆာဖောက်ပြီးပြည်သူကာကွယ်မယ်ဆိုတဲ့တာဝန်ဝတ္တရားအစားပြည်သူအကျိုးစီးပွားကိုနင်းချေနေတဲ့ကိုကျိုးရှာစားနေတဲ့တကူးဓမြဇယိုက်ဆရာဇွဲကောင်ဇယိုက်ရှိတဲ့ဖက်စစ်ခေါင်းဆောင်တွေကိုတစ္ဆာခံပြီးသူတို့လုံနေကြလို့ဒါသူတို့ကိုကျွန်တော်တော်လန်တာတကယ်ကကျွန်တော်တို့တွေကတိုင်းပြည်တစ်ခုတည်းမရှိမဖြစ်ရှိတဲ့ military defense institution တစ်ခုကျွန်တော်တို့ပြည်သူတွေခွန်အားနဲ့ပဲတိုင်းရင်းသားတွေရဲ့စုပေါင်းညီညွတ်မှုခွန်အားနဲ့ပဲမဖြစ်မနေတည်ဆောက်ပြီးတော့တိုင်းပြည်ကိုဆက်လက်လဲပတ်အဲ့တော့ကျွန်တော်တို့အားလုံးဟာ military institution တစ်ခုမှာဘလို့စနစ်တကျအားလုံးရှိတဲ့ဆိုတာကိုရတန်သမျှလေ့လာပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဒါတွေကိုစောင့်ကျင့်သုံးနိုင်တဲ့တည်ဆောက်နိုင်တဲ့အရေးချင်းတွေလိုအပ်ပါတယ်အဲ့တော့ဒီနေ့အပိုင်းတူလေးအနေနဲ့ကျွန်တော်ပြောချင်တာကလုံခြုံရေးအတွက်ဆောင်ရွက်ရမယ့်အချက်တွေဖြစ်ပါတယ်ဒေါ်လာတပ်ဖွဲ့ဝင်အားလုံးဖြစ်နိုင်လို့ရှိရင် G file လေးကို video file အင်တာနက်မရတဲ့ data တွေအထိကိုထပ်မံဖြန့်ဝေပြီးတော့ကူးယူဖြန့်ဝေပြီးတော့မိမိအတိအသတိနဲ့လိုက်ပြီးတော့ဆင်ခြင်နိုင်ဖို့ကြိုးစားကြစေချင်ပါတယ်ပထမဆုံးချက်ကတော့တဲ့ဒေါ်လာတပ်ဖွဲ့ဝင်တိုင်းလက်စာမှာအသိပေးတဲ့ဒီကိုသာအသိပေးခြင်းဖြစ်ပါတယ်မိမိမှာဗာလက်နက်တွေရှိနေဖြစ်စေမိမိခေါင်းဆောင်နဲ့မိမိရဲ့အတွင်းကြားမှာဘယ်လိုဆက်ဆံရေးဖြစ်နေတယ်ဆိုတာပဲဖြစ်စေမိမိရဲ့အတွင်းသတင်းမိမိရန်သူထံကဘာတွေသိရှိထားလဲဆိုတော့အချက်လက်စတာတွေကိုအသိပေးတဲ့ဒီကိုသာအသိပေးရပါမယ်တိုက်ပွဲဖြစ်သွားတဲ့ချက်ချင်းဝန်သားအားနဲ့ social media မှာပေါ်စီခြင်းလို့ဘယ်တော့ဘယ်နေရာမှာသူ့ဖို့နောက်က background တွေနောက်ကအတန်တွေကြီးမဆိုင်ဘူးချက်ချင်းသူဗီဒီယိုလူမှုကွန်ရက်မှာတင်မိလိုက်တာမျိုးသူမို့ဟာကိုချစ်တဲ့သူယုံကြည်လေးစားတဲ့လူတွေရှိကိုလှမ်းပြီးတော့ဖုန်းနဲ့ဆက်ပြီးတော့ငါတော့ဘယ်တော့မှတိုက်လိုက်ပြီးကွာခွေးဘယ်နှကောင်ကြာသွားပြီကွာလက်နဲ့ဘယ်နဲ့လဲရတယ်ကွာစသဖြင့်ဖုန်းနေနေပြီးတော့ချက်ချင်းကိုပြောလိုက်မိတာမျိုးစတဲ့အတိမပေးသင့်မထုတ်ပြန်သေးတဲ့အတည်အချက်လက်အကြောင်းအရာကိုကလောကြီးလို့ဖြစ်စီလုံခြုံရေးတတိလင်းလို့ဖြစ်စီပြောမိလိုက်တယ်ဆိုရင်လောဆယ်မှာဖုန်းဆက်သွယ်ရေးကွန်ရက်တွေအစအကုန်လုံးကိုပေါ့တေးချာသူတို့ဘက်မှာလုံနိုင်ကန်တဲ့အနေချင်းရှိနေသေးတော့ကိုယ့်ရဲ့အမှတ်တမဲ့ပြုမှုပြောဆိုလိုက်တဲ့သတင်းချက်လက်ပေါက်ကြားမှုဟာဒီဒေတာမှာဒီလိုတိုက်ပွဲဖြစ်နေပါလားဒီဘယ်သူတွေပေါ်ဝင်ပါလားဆိုတဲ့အချက်လက်ကိုကိုယ်တိုင်အစချိုးပေါက်ထုတ်လွှင့်လိုက်လို့ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ကိုမိဘကိုဖြစ်စေကိုချစ်သူရည်စားကိုဖြစ်စေကိုဆွေမျိုးကိုဖြစ်စေကိုယ့်ရဲ့တခြားဘေးနံတက်ကတရားကိုဖြစ်စေလက်ရှိကိုရင်ဆိုင်နေရတဲ့တော်လန်နေရတဲ့တိုက်ပွဲနဲ့ပတ်သက်လို့တော့အရေးကြီးတယ်လို့ယူဆတဲ့အကြောင်းအရာနဲ့တော့လည်းဘာကိုမှအတိမပေးသင့်တဲ့အရာကိုအတိမပေးမိဖို့ပထမဆုံးအရေးကြီးပါတယ်ဒါကြောင့်ဘယ်အချက်လက်ဘယ်အကြောင်းအရာဘယ်စကားလှုပ်ကနေထွက်မှာမျိုးမဆိုအတိပေးထုတ်ပြန်တဲ့အကြောင်းအရာဖြစ်သလားအတိပေးထုတ်ပြန်မှုမတင်သေးတဲ့အကြောင်းအရာဖြစ်သလားဆိုတာကိုကျွန်တော်တို့တပ်ဖွဲ့ဝင်တိုင်းပြည်သူတိုင်းကအခုချိန်မှာအရေးတကြီးရှိဖို့လိုပါတယ်အဲ့တော့အတိပေးဆိုတဲ့နေရာမှာပြည်သူလည်းပါတာပေါ့ UG တယောက်ကဘုံခွဲသွားရဆိုတော့ကို့မှာချက်မြင်လိုက်တယ်သိလိုက်တယ်ဘယ်သူဘယ်ဝါမှန်းသိတယ်တိုးတော့ကိုကဒီအချိန်ဒီပုံတီးပြီးတော့ဒီဒေါ်လာရေးမြောက်ဒေါ်လာရေးတက်သားလေးဒီချိန်လောက်ဒီပရနာကြီးလောက်ဆိုတော့သူလွတ်မြောက်သွားနိုင်တယ်ဒီချိန်ချမ်းမှာငါ့ကိုတက်ဆိုင်နဲ့ဖက်စစ်ခွေးတဲ့လာမေးငါမဖြစ်ဖြေရမယ်ဆိုလို့ရှိရင်အတိပေးတဲ့အရာကိုပဲကိုကအတိပေးလိုက်ဒီလူဒီကောင်လေးအသားဖြူရင်လည်းအသားမဲတယ်ပြောအရက်ရှည်ပြောအရက်ပူတယ်ပြောကိုကမပြောလို့မဖြစ်ဘူးလားအတိပေးတဲ့အရာဖြစ်လိမ့်လွှဲပြောတတ်တဲ့အလေးချင်းပြည်သူတွေမှာလည်းရှိဖို့လိုတယ်အဲကြောင့်လုံခြုံရေးတတိရှိဖို့ပထမဆုံးဒီကျွန်တော်တို့တိုင်းပြည်သားအားလုံးဒီအခုပြည်တွင်းစစ်ဒေါ်လာရေးကာလဖြစ်တဲ့အကြောင်းလုံခြုံရေးတတိနံပါတ်1အနေနဲ့အတိပေးတဲ့အရာကိုပဲငါတို့အတိပေးမယ်ထုတ်ပြန်မယ်ပြောမယ်ဖုန်းထဲမှာဆက်သွယ်မယ်ဆိုတတိကိုအမြဲတမ်းထားပါနံပါတ်1ပါ
နံပါတ်2ကတော့စကားလုံခြုံမှုပေါ့ဗျာစောစောအတီးပေးတဲ့ဆိုအကြောင်းမှလည်းအရေးမွတ်တော့ပါသွားတယ်စကားလုံခြုံမှုကျွန်တော်တို့အားလုံးပြောတဲ့အချက်လက်တွေထဲမှာဟာကြွားဝါတာပဲဖြစ်စီတိတ်ပြီးတော့ကိုယ်မှထိခိုက်နေတာနေတဲ့ကိုယ့်ရဲ့အတွင်းမှာပြိုအပ်သွားနိုင်တယ်ဆိုတော့ဟိုတရားဥပဒေစီရင်မှုရမဖြစ်နိုင်မဖော်ထုတ်နိုင်သေးတဲ့အကြောင်းအရာကိုကိုကစကားမကြုံသေးပဲနဲ့တစ်ဖက်ရန်သူကိုဝမ်းသာအောင်ခွေးဝမ်းသာအောင်လေးလေပြသလိုဖြစ်သွားစေနိုင်တဲ့စကားနှုတ်ကြုံတာမျိုးမဖြစ်အောင်ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်အားလုံးကလုံခြုံရေးသတိရှိဖို့လိုပါတယ်အဲစကားကိုမလိုအပ်ရင်မပြောနဲ့ကျွန်တော်အခုစကားပြောရဲဆိုတာကပြောတင်ပြောထိုက်လိုအပ်တဲ့အကြောင်းအရာမျိုးကျွန်တော်စကားပြောတယ်မပြောတင်မပြောတတ်တဲ့အကြောင်းအရာဆိုကျွန်တော်ပြောမှာမဟုတ်စိတ်ချကျွန်တော်ဘာကြီးကြားဘာကြီးမြင်ဘာကြီးစီမံချက်တွေဆွဲမပြောတင်မပြောထိုက်တဲ့စကားဆိုကျွန်တော်ဘယ်တော့မှမပြောအဲ့တော့မိတ်ဆွေအားလုံးလည်းဒီချက်လက်လေးကိုယူဆိုင်ဖို့လိုပါတယ်အေးနောက်နံပါတ်3ချက်ကတော့အထူးတလည်းအရေးကြီးတယ်လို့ပြောရပါမယ်ဘာကြောင့်လဲဆိုတော့တလောကတော်လိုင်းတပ်ဖွဲ့တစ်ခုမှာတာဝန်ခံနေတဲ့တယောက်ကပြောတယ်ဘာပြောလဲဆိုတော့ကျွန်တော်တပ်ဖွဲ့ဝင်တွေကိုတဲ့ဟိုလူစစ်စင်ရေးကာလလွဲလို့ရှိရင်ဂျန်တဲ့ချိန်ဒီမှာအရက်တော့ခွင့်ကျွန်တော်ပေးထားတယ်တဲ့သူတို့ပြောတယ်မတော့နဲ့လို့ပြောရင်တားလို့ရမှာမဟုတ်ဘူးတဲ့သူတို့တွေပြင်ပန်းကြတာအသက်နဲ့ရင်တိုက်နေရတယ်ဆိုတော့တဲ့သူတို့တွေစိတ်ထွက်ပေါက်နေနဲ့တောက်ချင်မှာပဲတဲ့ကျွန်တော်တော့မဖြစ်နိုင်တဲ့အမိတ်မပေးချင်လို့တောက်ခွင့်ပေးထားတယ်တဲ့တောက်ပြီစီပေါ့ဒါပေမဲ့ तू ကပြောတယ်အလွန်မင်းမူးယစ်ချင်းကိုတော့ခွင့်မပြုဘူးတဲ့အဲ့တော့ကျွန်တော်တို့စဉ်းစားမှာအရက်တောက်ခွင့်လုံးလုံးကြီးပိတ်မလားပိတ်လို့တော့မဖြစ်ဘူးဘာလူငယ်လူကြီးဆိုတော့တောက်ကြမှာခိုးတောက်ကြမှာခိုးတောက်တဲ့အခါအလွန်ကျူးဖြစ်သွားတာမှဆိုင်တောက်ခွင့်ပေးသည်သို့တော့ limit နှစ်ပတ်ဆို2ပတ်ဆို2ပတ်မကြော်လွန်စင်နဲ့မူးယစ်စီရမရှိရဘာကြောင့်လဲဆိုတော့လုံခြုံရေးဆိုင်ရာအထူးခွင့်ပြုရမယ်အချက်နံပါတ်3ဖြစ်ကအလွန်အမင်းမူးယစ်မှုကျူးလွန်တဲ့ဒေါ်လိုင်းတပ်ဖွဲ့လက်နက်ကန်တပ်ဖွဲ့တယောက်ကအလွန်အမင်းမူးယစ်သွားပြီမူးယစ်ရည်ဝဲသွားပြီတတိလက်လွတ်သွားပြီဆိုရင်လုံခြုံရေးစီကျူးပေါက်တတ်တယ်လွတ်ကနေရဝိုင်းမှာဖြစ်စီကြွားဝါလုံးမှုကြောင့်ဖြစ်စီအရက်ပလင်းထပ်ပေးစီခြင်းတဲ့အတွက်ကြောင့်ဂုံတင်လို့ဖြစ်စီရက်မူးလာရင်စကားဖောင်းလာကြွယ်လာအဲ့တော့အရက်ဖြစ်နိုင်တော့တော်လိုင်းကာလတော်လိုင်းတပ်ဖွဲ့ဝင်တိုင်းဟာလုံးဝမတော့တာကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းအခုပွင့်လင်းပြောရဲတယ်ပြောနိုင်တယ်ကျွန်တော်အရက်ဆိုတော့ကိုကောင်းကောင်းကန့်ကန့်ပေါ့နော်မတော့ဖြစ်တာကျွန်တော်၄နှစ်ကျော်လောက်ရှိပြီเนาะဒါလောလောဆယ်ကျွန်တော်မှတ်မိတယ်အခုချိန်ဆက်လက်လည်းကျွန်တော်မတော့ဘူးကျွန်တော်ကိုယ်တိုင်လည်းရဲဘော်မိတ်ဆွေအားလုံးတို့တော်လိုင်းကာလမှာအောင်းအီးတီးခံပြီးမတော့ဖြစ်အောင်ကြိုးစားပါအရက်ကြောင့်ကိုဟာကျမ်းမာရေးကောင်းကျိုးရတာတဲ့အရက်တောက်မိခြင်းကြောင့်ကျမ်းမာရေးထိခိုက်မယ်လွတ်ကနေစကားကြုံလာတဲ့ကြောင့်အသက်ပေါင်းများစွာပေးရနိုင်တဲ့မို့လို့အရက်နဲ့ပတ်သက်လို့ကတော့အားလုံးကူးဆိုင်စေချင်ပါတယ်အလွန်မင်းမူးယစ်မှုမဖြစ်အောင်တပ်ဖွဲ့ဝင်အားလုံးခေါင်းဆောင်ကစရက်တောက်နေသေးတယ်ဆွဲလန်းနေတယ်ဆိုတဲ့လူရှိနေကျွန်တော်က warning ပေးချင်ပါတယ်အရက်မတောက်ပါနဲ့မိမိအရက်ဆွဲနေတယ်ဆိုရင်ခေါင်းဆောင်နေရာမှာမနေပါနဲ့နော်နံပါတ်4ချက်ကလည်းထပ်မံရေးကြည့်ပါနဲ့ဒါကလည်းဟိုတပ်ဖွဲ့ဝင်တိုင်းအတွက်ကိုမကနိုင်ငံသူနိုင်ငံသားအားလုံးမြန်မာပြည်တော်စုမြန်မာနိုင်ငံတော်တစ်ကိုဆက်လက်ဦးဆောင်တည်ဆောက်မဲ့နိုင်ငံသားအားလုံးအတွက်အရေးကြီးတဲ့အချက်ပါပဲသူကလုံခြုံရေးထဲမှာပါတယ်ဘာလဲဆိုတော့တီကြီးဖြောက်မှတ်မှုတဲ့ကဲလုံခြုံရေးဆိုတာအချင်းချင်းယုံကြည်မှုတွေတူနဲ့တူတည်ဆောက်မှပြောတဲ့ပြောထက်တော့စကားယုံကြည်တဲ့ယုံကြည်ထိုက်သောဆက်သွယ်ဆောင်ရွက်မှုတွေဖြစ်ဖို့အတွက်ဘာဖြစ်လဲသူ့ဘက်မှာလည်းတီကြီးဖြောက်မှတ်မှုရှိဖို့လိုတယ်လို့ကျွန်တော်ဘက်မှာလည်းတီကြီးဖြောက်မှတ်မှုရှိဖို့လိုတီကြီးဖြောက်မှတ်မှုရှိသောလူတစ်ယောက်နဲ့တီကြီးဖြောက်မှတ်မှုမရှိသောလူတစ်ယောက်ကမျက်ဝန်းမျက်စံဟန်ပန်အမှုရာဟန်ဆောင်မှုကြွားဝါလို့မှုကိုသူ့အထင်ကြီးအောင်လို့လူကြံစက်မောင်းလုံးနဲ့ဇက်သွင်းဟိုဟန်ဟိကြီးလုပ်ပြီးတော့ social media မှာတော့အပြင်မှာတော့ပြောဆိုလို့မှုရှိတီကြီးဖြောက်မှတ်မှုမရှိတဲ့လူတစ်ယောက်ဟာအချိန်မို့တစ်ချိန်မှာသူ့ကိုယ်သူလည်းဒုက္ခပေးမှာဆိုလို့သူ့ကြောင့်ပတ်သက်ဆက်နေတဲ့လူအားလုံးအဝင်ဝိုင်းအားလုံးလည်းပဲဒုက္ခရောက်သွားနိုင်ပါတယ်နော်အဲ့တော့အတန်တိုးတဲ့ပြဿနာဗျာကျွန်တော်လည်းမတတ်နိုင်ဘူးနည်းနည်းသာချက်နားထောင်ကြကျွန်တော်လည်းရှိတာနဲ့ပြောနေတာနော်အဲ့တော့အတန်တိုးတွေကြီးပဲကျွန်တော်ပြောနေတယ်ကျွန်တော်လည်းမတတ်နိုင်ဘူးလောလောဆယ်ဟုတ်ကဲ့အဲ့တော့တီကြီးဖြောက်မှတ်မှုဆိုတာအလွန်အရေးကြီးပါတယ်တော်လိုင်းရေးတက်ဖွဲ့တော်လိုင်းရေးစိတ်ထားဆိုတကယ်တော့စောစောကလည်းကျွန်တော်စကားပြောပါတယ်သူတော်ကောင်းစိတ်ထားနဲ့အများအကျိုးအတွက်မိမိအသက်ဘဝခန္ဓာကိုစတိပေးဆက်ပြီးတော့ကြိုးပမ်းကြတဲ့ခပ်ပြင်းပြင်းခပ်ကြွားကြွားနှံ့ရဖျားလောင်းစိတ်ထားရှိတဲ့သူတွေဒါတော်လိုင်းရေးကိုလုပ်ကြတာပါဖျားလောင်းဆိုတာအများတတ္တဝါတွေကောင်းကျိုးအတွက်သူကြင်ကြံတဲ့အရာကိုသူပြောပြတယ်ဟောပြတယ်ဒါကိုဖျားလောင်းစိတ်ထားရှိတယ်လို့အခုတော်လိုင်းတက်ဖွဲ့ဖြစ်ဒီကနေရာဒေသအသီးသီး UG ပဲဖြစ်ဖြစ်ညီဘောပဲဖြစ်ဖြစ်တော်ထဲမှာပဲဖြစ်ဖြစ်မြို့ပြပျောက်ကြားဖြစ်ဘယ်သူမှဆိုတော်လိုင်းရေးထမ်းဆောင်နေတဲ့သူအားလုံးဟာကျွန်တော်တလီတစားနှိုင်းပြရရင်ဖျားလောင်းစိတ်ထားရှိတဲ့သူတွေပါဖျားလောင်းစိတ်ထားရှိလို့သူတော်ကောင်းစိတ်ထားရှိလို့ဒါလည်းအများကောင်းကျိုးကိုရစေလို့တဲ့ရည်မှန်းချက်နဲ့အသက်ခန္ဓာပေးပြီးဆောင်ရွက်နေကြတာအဲ့တော့ဒီလိုတော်လှန်ရေးဆောင်ရွက်နေကြတဲ့လူတွေမှာတီကြီးဖြောက်မှတ်မှုရှိနေလိမ့်မယ်ရှိဖို့လည်းတင့်တယ်အဲ့ဒီတီကြီးဖြောက်မှတ်မှုရှိမှလည်းစောစောကလုံခြုံမှုဆိုတာကိုကိုယ်တိုင်လည်းစောင့်ထိန်ရရောက်တယ်လို့တစ်ဖက်ကကိုယ့်ရဲ့မဟာမိတ်ရဲဘော်ရဲဘက်တွေအတွက်လည်းကိုယ့်ရဲ့တီကြီးဖြောက်မှတ်ခြင်းကြောင့်ထိမ့်သိမ့်မှု
မှန်တာပဲပြောတယ်မမှန်နဲ့မဟုတ်မတရားတာမပြောဘူးဆိုတဲ့ကြောင့်မလုပ်ဘူးဆိုတဲ့ကြောင့်ဒီကိုယ့်တီကြီးဖြောက်မှုကြောင့်လည်းလုံခြုံရေးဆိုင်ရာအကာအကွယ်ကိုရရှိစေပါတယ်ဒါကြောင့်တော်လိုင်းရေးတပ်ဖွဲ့ဝင်အားလုံးဟာတီကြီးဖြောက်မှတ်မှုဆိုတဲ့စကားလုံးเนาะအားလုံးက၅လုံးပဲရှိပဲတီကြီးဖြောက်မှတ်မှုတဲ့တီတက်ရမယ်ကြည်လင်တဲ့မျက်တိမျက်ဝန်းမျက်နှာထားဖြစ်အောင်ကြိုးစားဖြောက်အမြဲတမ်းဖြောက်ပါကောက်ကျစ်တဲ့ဉာဏ်မလို့ပါနဲ့မှတ်ပါတက်မတ်ပဲသွားပါကောက်ကွေးရိုင်နေပြီးတော့ရောင်ဆွဲပြီးတော့မသွားပါနဲ့ဒီအချင်းရအမှုတွေကိုဒါတော်လိုင်းတပ်ဖွဲ့ဝင်တိုင်းကထိန်းသိမ်းဆောင်ရွက်ပါနောက်နံပါတ်6တစ်ချက်ကကြတော့ဒီနေ့အရေးထက်ကြီးပြန်တော့ဘာလို့ဆိုကျွန်တော်တို့အားလုံးရဲ့အခုလက်ရှိတော်လိုင်းတပ်ဖွဲ့ဝင်အားလုံးမှာ satellite phone တွေတို့တကယ်ဟို Elon Musk ရဲ့ဂျူရုနဲ့ဆက်သွယ်ပြီးတော့ပြောရတဲ့နည်းပညာအဆင့်မြင့်ကြီးတွေတို့ကျွန်တော်တို့မှာမရှိသေးလို့ကျွန်တော်တို့တော်များများကဘာလုပ်လဲ walkie talkie icon နဲ့ဆက်သွယ်ရေးသုံးယူတယ်တယ်လီဖုန်းတွေကတစ်ဆင့်ပဲအချင်းချင်းဆက်သွယ်ကြတယ်အစောပိုင်းကတော့ယထာဖြစ်လားကားဖြစ်လားလုပ်တဲ့လူတွေကိုပုံမှန်တူးပြီးတော့ကိုယ်လုံခြုံရေးတခုတော့လုပ်ကြတာပေါ့ဒါပေမဲ့တကယ်တော့ဖုန်းထဲမှာပြောတာတွေကလုံးဝမလုံခြုံပါဘူးဖုန်းကိုဘယ်သူကဘာအကြောင်းအရာကိုသူတို့ဘာပြောလဲဆိုတာ algorithm ဆိုတဲ့ software မျိုးနဲ့သူတို့ history software မျိုးတွေနဲ့စောင့်ကြည့်ပြီးတော့ဘယ်အကြောင်းအရာကိုဘယ်သူကဘယ်နေရာမှာဘယ်ချိန်တော့ပြောသွားတယ်အဲ့ချိန်ပတ်ဝန်းကျင်မှာဖြစ်တဲ့စစ်စင်ရေးတော်တော်ကောင်းဖက်စစ်အကြမ်းဖက်တိုက်ထိနာခဲ့တဲ့တိုက်ခတ်ခံရမှုတော်တော်ကောင်းဖြစ်တာနဲ့ချက်ချင်းသူတို့ကထောက်လှမ်းပြီးတော့တယ်လီဖုန်းကပဲတစ်ဆင့်သတင်းတွေကိုအချက်လက်ကိုရယူတာဖြစ်တဲ့ကြောင်တော်လန်ရေးဆောင်ရွက်နေတဲ့ပုံကိုယ်တိုင်ဒီတယ်လီဖုန်းအသုံးပြုမှုကိုအထူးသတိပြုပါမလိုအပ်ပဲစကားကြွယ်မှုတွေ3မိနစ်ထက်ပိုပြီးတော့ကြာတဲ့အကြောင်းအရာမျိုးတွေမသုံးပါနဲ့လိုတိုရှင်းအချက်လက်ကိုကိုယ်နံပါတ်နဲ့ပဲအချင်းချင်းဆက်သွယ်ပြောပြီးတော့ချက်ချင်းပိတ်တာတယ်လီဖုန်းကိုမလိုအပ်ရင်နေကောင်းလားတကယ်ချင်းကျမ်းမာလားဆိုတာမျိုးတော့မလုံးဝမသုံးမဲ့ကျွန်တော်တို့စစ်ကောင်စီရဲ့သတင်းထောက်လှမ်းမှုကိုပိတ်ဆို့နိုင်တဲ့အထိသူတို့မှုံဝါးဖြစ်နိုင်တဲ့အထိလုပ်ပါအကိမဖြစ်မနေသုံးရပြီဆိုရင်လည်းပဲထောက်လှမ်းနေတဲ့ software မျက်စိလေလမ်းမသွားအောင်လို့ဒီကိုယ့်ဘက်ကပုံဖြတ်ထားတော့တွယ်ဝိုက်ထားတော့တခြားအစားထိုးတော့စကလုံးတွေနဲ့ကြားပြနားထောင်တဲ့ဒီစစ်ကောင်စီဘက်သားတွေမျက်စိလေလမ်းမသွားအောင်ပြန်ပြီးအသုံးချတော့တံပြန်နေနဲ့အဲ့တယ်လီဖုန်းစကားပြောဆိုမှုကိုလည်းအထူးလုံခြုံရေးတတိအနေနဲ့ရှိကြပါနော်နောက်တစ်ခုကကြတော့ကျွန်တော်တို့အခုဒေါ်လာလုပ်တဲ့အချိန်မှာတချို့ကစားရနေရှိတယ်အလူခံရတာပဲဖြစ်ဖြစ်အလူငွေလက်ခံရရှိတာဖြစ်ဖြစ်လက်နဲ့ဝယ်ယူသိမ်းဆည်းတဲ့မှတ်တမ်းတွေပဲဖြစ်ဖြစ်စီးရမှတ်တမ်းတွေပဲဖြစ်ဖြစ်တချို့တွေကကွန်ပျူတာအဆင်မပြေကြတာနဲ့ဒီ iCloud တွေပါညာတွေကိုသုံးဖို့နည်းပညာလမ်းမမီသေးတာတော့စားရနေရေးကြတာရှိတယ်ရေးကြပြီးတော့ဒီစာရစာရတွေကိုတေချာရုံးတွင်းစာလျှို့ဝှက်စာအဆင့်တန်းသတ်မှတ်ချက်တေချာလုပ်ပြီးတော့ဘယ်အဆင့်ကိုဘယ်သူကဖြစ်မဖြစ်မနေအသက်နဲ့ရှင်ဘယ်လိုကာကွယ်ထိန်းသိမ်းရမှာဆိုတဲ့အစီအစဉ်တွေကိုတော်လိုင်းရေးလက်ရှိရန်ရာအသီးသီးမှာတေချာကျင့်သုံးဖို့လိုပါတယ်။တာမန်အားဖြင့်အခြေခံပညာအားဖြင့်ထမ်းဆောင်နေတဲ့တာဝန်အားဖြင့်တာမန်လောက်ပဲရှိတဲ့တပ်သားတယောက်ကိုထိတ်တီးတကယ်လျှို့ဝှက်တပ်မှုကြီးတွေအဆင့်သာတည်တင်နေဆိုတဲ့လျှို့ဝှက်သတင်းချက်လက်ကိုသူ့ပေးသိလို့မဖြစ်ဘူး။ဇာဝဆန်တော်သူ့ပေးထိန်းသိမ်းခံလို့လည်းမဖြစ်ဘူး။သူ့ကိုမယုံကြည်မလေးစားလို့မဟုတ်ဘူးသူ့ရဲ့ဉာဏ်ပညာအဆင့်တန်းနဲ့လုံခြုံရေးအဆင့်တန်းနဲ့သူ့ရဲ့သိရှိသမျှကျင်းတဲ့အမြင်ကွင်းအရာအရေးကြီးတဲ့စာစကားကိုအဲ့လိုသူလိုလူမျိုးရှိမှထားခြင်းအပြင်သူဖန်ခံဖြစ်စီသူပေါ်ဆလို့ဖြစ်စီဒီစာစကားရဲ့အရေးပါတဲ့အချက်လက်သတင်းပေါက်ကြားသွားရင်တပ်ဖွဲ့တစ်ခုလုံးတော်လိုင်းတစ်ခုလုံးထိခိုက်နေနိုင်တယ်ဒါကြောင့်မို့စာရွက်စာတမ်းနဲ့ပတ်သက်တာအားလုံးကိုအထူးခွင့်ပြုပြီးတော့လုံခြုံရေးအဆင့်တန်းခွဲခြားသတ်မှတ်ပါတေးချာထိန်းသိမ်းထားသူပါမဖြစ်မနေတိုက်ခတ်ခံရမယ်ဆိုရင်ဘယ်စာရွက်စာတမ်းကိုအရင်ဦးစားပေးဖြည့်ဆည်းမယ်ဆိုတဲ့အဆင့်ထိကိုလုံခြုံရေးစီမံချက်စာပြီးမှကျွန်တော်တို့လုပ်ပါဒါအရေးကြီးလို့ပါအဲ့တော့လာလုံခြုံရေးတတိထဲမှာလည်းစာရေးစာတမ်းတွေကိုမလိုအပ်ပဲပြင်ပကိုယူဆောင်တာမလိုအပ်တဲ့လူတွေမလိုအပ်သောအဆင့်တန်းတွေရှိသိရှိအောင်ပြသတာမျိုးမလုပ်မိဘူးတော်လိုင်းကောင်းဆောင်တိုင်းကအထူးတတိပြုဖို့လိုပါတယ်အပြင်တော့နောက်တစ်ချက်ကတော့နံပါတ်8ချက်ကျတော့ကျွန်တော်တို့ရဲ့တော်လိုင်းဆိုင်ရာဒီဌာနချုပ်တွေလုပ်ထားတာရုံးဆိုင်ထားတာရှိတယ်အဲ့ရုံးတွေကိုစနစ်တကျထိန်းသိမ်းဖို့လိုပါတယ်လေကြောင်းကလာပြီးတိုက်ခိုက်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေအတွက်လေကြောင်းတိုက်ခိုက်ခြင်းမခံအောင်ပုံဖြတ်ပြီးတော့တွဲဝဲပြီးတခြားနေရာတွေဟန်ပြရုံးဖြစ်ဆောက်ပြထားပြီးတကယ်ရုံးတိုင်းတဲ့နေရာကိုရုံးမှန်းမသိအောင်ကျွန်တော်တို့လုပ်တာမျိုးလုံညွှန်းဆင်ချိဖို့လိုပါတယ်စနစ်တကျရုံးတွင်းကိုမလိုအပ်တဲ့သူတွေဝင်ထုတ်ခွင့်မရအောင်ရုံးနဲ့ဧကန်းနဲ့အဲ့တွေဆောင်နဲ့မီဒီယာတွေ့တဲ့ဟာတွေနဲ့မတူအောင်ခွဲပြားထားဖို့လိုပါတယ်ရုံးကိုရုံးနဲ့တူအောင်ကျွန်တော်တို့စပြီးတိဆောက်ပြီးအစင်တစ်ဖြစ်နေအောင်ပြင်ဖို့လိုပါတယ်အခုတော့ကျွန်တော်တို့တဲကုတ်လေးနေပေါ့ဗျာကျွန်တော်တို့တော်တိုင်းတပ်ဖွဲ့နဲ့တဲလေးတွေနဲ့သူ့မိုးတဲလေးတွေနဲ့တခါလေးကတ်ထုလေးတွေနဲ့တခါလေးကြောက်လဲဘီလက်မြေအေးလေးတွေဖြဲမိုးတာပေါ့ဒါပေမဲ့မကြားတဲ့လာပိုင်းတော့တဲ့မှာကျွန်တော်တို့ဟာတကယ်မျိုးပြအဆင့်နောက်ဆုံးနေပြီးတော့ဌာနဝန်ကြီးဌာနရုံးတွေကိုရွှေ့ပြောင်းအခြေမဆက်ရဘူးလို့ဘယ်သူပြောနိုင်မလဲကျွန်တော်တို့ရုံးတွေကိုအစင်တန်းမြင့်တဲ့ပြည်သူ့ဗန္ဒာနဲ့စောက်ထားတဲ့ရုံးတွေကိုမကြခင်ကျွန်တော်တို့သွားကြမှာဆိုတော့အခုတွေကရုံးပိုင်းဆိုင်ရာလေးကျွန်တော်တို့တည်တည်ချာချာပြင်ကြရအောင်เนาะဒါတော့နံပါတ်9ချက်ကြတော့လေလုံခြုံရေးဆိုင်ရာအထူးကိစ္စမှာတော့ကိုရေးကိုလာနဲ့ပတ်သက်တဲ့ကိုရေးကိစ္စရက်တွေဖြစ်ပါတယ်
အဲ့တော့တပ်ဖွဲ့တိုင်းလူတိုင်းမှာကိုကြီးကိုတာကိစ္စတွေဆိုရှိကြပါတယ်မိသားစုကိစ္စချေရဲ့ကိစ္စတခြားသောသူကိုဝါသနာပါရာဒီလုံနေကြအလုပ်လေးတွေပေါ့အလေးချင်းဖြစ်နေတဲ့ကိုကြီးကိုရကိစ္စတွေရှိတယ်ကိုကြီးကိုရကိုတာကိစ္စရက်တွေနဲ့တော်လိုင်းရေးနဲ့ကိုပတ်သက်မှုဆက်နွယ်မှုနှီးနွယ်မှုနော်မဖြစ်အောင်ကျွန်တော်တို့အားလုံးတယောက်ချင်းစီကူးဆိုင်ဖို့လိုပါတယ်တော်လိုင်းရေးကတော်လိုင်းရေးပဲအဲ့တော့စကားတစ်ခုရှိပါတယ်စီးပွားရေးကဏ္ဍမှာဘော်ဒါမရှိဘူးနော်စီးပွားရေးကဏ္ဍမှာဈေးသွားရှင်းရတယ်တကယ်ကြီးမင်းရှင်းမယ်ငါရှင်းမယ်ပြောတာအာနာတလို့လိုခန်းတလို့ငါရှင်းမယ်သူရှင်းလူခက်ရှင်းရှင်းစီးပွားရေးကဏ္ဍမှာဘော်ဒါမရှိဘူးငါစားရင်ငါရှင်းမယ်မင်းစားရင်မင်းရှင်းအဲ့လိုပုံစံမျိုးပဲတော်လိုင်းရေးကဏ္ဍမှာကိုကြီးကိုတာမရှိဘူးအရေးကြီးလာရင်ကျွန်တော်မိသားစုကိုကြီးကိုတာကျွန်တော်အားလုံးဆွတ်ပြတ်ပါပဲအခုအချိန်မှလည်းစူးစမ်းနေတယ်အဲ့တော့မိတ်ဆွေအားလုံးလည်းကိုကြီးကိုတာနဲ့တော်လိုင်းရေးကဏ္ဍနဲ့လုံးဝမပတ်သက်တဲ့အလေးထားလေးကိုလုပ်ပါကိုကြီးကိုတာတသက်ထားမရောနဲ့တော်လိုင်းရေးကိုတော်လိုင်းရေးတီးကြလို့လုံခြုံမှုတတိယကိုကြီးကိုတာဖုံးပြောလဲဒီဖုန်းပဲတော်လိုင်းရေးဖုံးပြောလဲဒီဖုန်းပဲဆိုရင်တီးကြတယ်ဒီဖုန်းနဲ့ပတ်သက်လို့ကဒီလမ်းကြောင်းတစ်စင်မိမိတို့ရဲ့သတင်းတွေ leak ဖြစ်မယ်ပေါက်ချမယ်မိမိတို့ဆုံးရှုံးမယ်အဲ့တော့အားလုံးကိုကျွန်တော်ပြန်ထပ်ပြီးတော့အချင်းချုပ်ပြန်ပြောရမယ်ဆိုရင်9ချက်ပေါ့နော်9ချက်အဲ့ဒါလောလောဆယ်ကျွန်တော်ပြောချင်တဲ့ဟာပေါ့တကယ်သူ့ရဲ့မြန်မာစစ်တပ်ထဲမှာပြဋ္ဌာန်းထားတဲ့အချက်တွေကစုစုပေါင်း10ချက်ပါ10ချက်ပါနောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ဥပဒေကိုလက်မှတ်ထိုးရတယ်ဆိုတော့ကျွန်တော်တို့အရာတပ်ထဲမှာစစ်ဗိုလ်ဘဝနေစဉ်တော့လက်မှတ်ထိုးရပါတယ်ဘယ်လိုမျိုးသတင်းချက်လက်တွေဘယ်လိုမျိုးလျှို့ဝှက်စင်တန်းရှိတဲ့ဟာတွေကိုဖတ်ရှုလို့ရှိရင်မလိုအပ်တဲ့လူတွေမသိရှိအောင်ကာကွယ်ပါမယ်ဆိုတော့မိမိကိုယ်တိုင်နှုတ်လုံးဆောင်ထိန်ပါမယ်ဆိုတော့ကျွန်တော်တို့လက်မှတ်ထိုးရတယ်မြန်မာနိုင်ငံလျှို့ဝှက်ချက်ဥပဒေအခုရှောင်းတန်တယ်ကိုတရားစွဲတယ်ဆိုတဲ့ဥပဒေမျိုးပေါ့လက်မှတ်ထိုးရတယ်တကယ်ကိုတိဖို့ကိုတူဦးတဲ့ဥစ္စာတိဖို့လျှို့ထိတ်တန်းလျှို့ဝှက်တုံးဖို့လျှို့ဝှက်သတင်းတစ်ခုကိုပေးဖက်လိုက်ပြီးတော့ဒီသတင်းကတချို့ပေါက်သွားပြီဆိုရင်ကိုကဒီလက်မှတ်ထိုးထားတဲ့အတွက်ကြောင့်အရေးယူခံဒါတရားဝင်အစိုးရတရက်အနေနဲ့နောက်တစ်ချိန်တကယ်ပြည်ထောင်စုအဆင့်ဖွဲ့စည်းရေးဖြစ်လာတဲ့ခါတော့ဒါတပ်ဖွဲ့ဝင်တိုင်းဒီဥပဒေရဲ့တက်ရောက်မှုတော့ရရှိလာမှာလက်မှတ်ထိုးကြမှာပေါ့လောလောဆယ်တော့ကျွန်တော်တို့ကအဲ့တစ်ချက်ကမရောက်နိုင်သေးတဲ့အတွက်ကြောင့်ကျွန်တော်ခြံထားတယ်9ချက်ရှိပါတယ်ပထမဆုံးချက်ကအတိပေးတဲ့သူကသာအတိပေးပန်ကြားရပါမယ်စကားလုံခြုံမှုကိုယူဆရပါမယ်ကိုကြီးကျော်လို့ဖေကြီးကျော်လို့အလွန်မင်းမူးရင်မှုမျိုးမရှိရပါဘူးတီကြီးဖြောင်းမမှုရှိရပါမယ်ပြင်ပဆက်သွယ်မှုကိုအထူးကူးစိုက်ပါတယ်လီဖုန်းလုံခြုံမှုကိုအမြဲတည်းထားပါစာရွက်စာတမ်းတွေကိုမလိုအပ်တဲ့လူကိုမပေးနဲ့မလိုအပ်ပဲပြင်ပယူဆောင်သွားနဲ့စာရွက်စာတမ်းလုံခြုံမှုကူးစိုက်ပါရုံးကိုမိမိရဲ့ပတ်သက်တဲ့ရုံးကိုစနစ်တကျထိန်းသိမ်းပါကိုကြီးကိုတာကိစ္စရတဲ့နဲ့ပတ်သက်လို့စီရေးနဲ့တော်လိုင်းရေးနဲ့ကိုကြီးကိုတာမရောထွေးပါနဲ့ကိုကြီးကိုတာကိစ္စသွားပါဒါလေးကိုကျွန်တော်အတိပေးချင်ပါတယ်ကြည့်ရှုတဲ့မိတ်ဆွေအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုစီတော်လိုင်းရေးအတွက်အတိအသတိရှိရင်းနဲ့ဒီကနေ့ဖြစ်နေတဲ့ဖက်စစ်ချေမိုးရင်းနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့စနစ်ပြောင်းခေတ်ပြောင်းတော်လိုင်းရေးကြီးမှာကျွန်တော်တို့အားလုံးဟာနန်းတစီကိုစီကနေ CO ကြီးဖြစ်တဲ့ဒီပူပေါင်းပါဝင်ပြီးတော့မဖြစ်မနေနောင်သားတွေအတွက်စနစ်သစ်ခေတ်သစ်ကိုတည်ဆောက်ဖို့ကြိုးပမ်းကြပါစို့မိမိနဲ့မဆိုင်ဘူးဆိုလို့နေလို့မရတော့တဲ့အခြေအနေကိုရောက်လာပါပြီတဖြည်းဖြည်းကြက်တဲလာတယ်ပြည်တွင်းမှာတဖြည်းဖြည်းဆင်းရဲလာတယ်တဖြည်းဖြည်းဒုက္ခရောက်လာတယ်တဖြည်းဖြည်းကုန်စည်နှုန်းတွေကြီးမြင့်လာပြီတဖြည်းဖြည်းကုန်စည်တွေရှားပါလာတယ်နောက်ဆိုလို့ရှိရင်နိုင်ငံခြားသုံးပစ္စည်းတောင်မသုံးအောင်ရေနံစီမိကွက်နဲ့ထွန်းနေရတာမျိုးဖျောင်းနိုင်ကိုအလူရဲ့တန်းစီရတာမျိုးတွေကိုဖက်စစ်မဲအောင်လိုင်းအုပ်စုကစနစ်တကျဆောင်ရွက်နေပါတယ်သို့တော့နေပြည်တော်မှာမီးတင်နေလင်းသူ့ရဲ့စစ်ဗိုလ်ချုပ်သားသမီးလူဒန်းစားတွေကတညကိုတိန်းထောင်ချီရာချီသုံးဖြုံးပြော်ပါနေတဲ့အချိန်မှာကြီးလက်ဒေသမှာနဲ့မီးရှို့ခံထားတဲ့ကြီးရွာတွေမှာနဲ့နေဆက်ကဆေးပေးချောင်ပြည်သူတွေမှာတော့စားစရာတော့မရှိဘူးဆိုတာကျွန်တော်မြင်နေရပါတယ်စားစရာတော့မရှိအောင်ငတ်ပြတ်နေကြပါတယ်ဒါဒီစနစ်ကြီးကိုခိတ္တရှိသွားတာနဲ့အမျှပညာသင်ခွင့်မရတဲ့ကလေးလေးတွေရဲ့အခု2နှစ်3နှစ်ကနေပိုကြာသွားတာနဲ့အမျှတနိုင်ငံလုံးနဲ့ချီတဲ့ဒီက generation gap ဖြစ်မှုနဲ့ education ပြတ်တောက်မှုကြီးဖြစ်သွားရင်ကျွန်တော်တို့ပုံမှုဆိုးရတဲ့အနာဂတ်တွေကိုရင်ဆိုင်လာရဖို့ပဲရှိပါတယ်ဒါကြောင့်ဒီတော်လန်ရင်ကြီးအမြန်ပြီးပြတ်သွားအောင်ပြိုလဲလူနီဖက်စစ်မြောင်းလာအုပ်စုကိုလုံးဝပုံချသွားအောင်သူတို့နေရာမှာလိုအပ်တဲ့အုပ်ချုပ်မှုစီမံခန့်ခွဲမှုကာကွယ်ရန်နေရာကြီးတို့ကျွန်တော်တို့ပြည်သူ့ဘက်တော်သားတွေနဲ့ပြည်သူတွေကိုယ်တိုင်ပါဝင်ထမ်းဆောင်မဲ့ရန်နေရာတွေနဲ့အစင်းသစ်အစားထိုးနေအောင်တိုင်းရင်းသားခေါင်းဆောင်အားလုံးနဲ့ခုရချိတ်ဆက်ညီနိုင်ပြီးတော့အမြန်ဆုံးပြင်ဆင်ကြိုးပမ်းနိုင်ကြပါစေကျွန်တော်မျှော်လင့်ပါတယ်အားလုံးမြန်မကြာသူတစ်ဖြစ်တော့ပြည်တော်စုရဲ့တမတာရုံးထိပ်မှာပြည်သူအားလုံးစီယုံပြီးတော့ကျွန်တော်တို့အားလုံးသဘောတူတဲ့အလံတစ်ခုအမြန်ဆုံးထုံနေအောင်ကြိုးစားကြပါစို့ဗျာ